အားလုံးပဲမင်္ဂလာပါခင်ဗျာအောင်ကြီးဘေးလစ်လိုက် YouTube channel ကနေကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြောပြမိမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ရွာရှိမြေသားကန်ကြီးဒုတိယအကြိမ်ကန်ဆင့်ကန်တူးဖော်တာပဲဖြစ်ပါတယ်ရေတီအသက်မတ်ဒီအဆွေးဆိုရဲ့ဆိုရိုးစကားတိုင်းလူနှစ်တတဝါတို့အတွက်ရေတီမရှိမဖြစ်အရေးကြီးလာပါတယ်ရွာသူရွာသားများအားလုံးစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့မိမိတို့တက်နိုင်တဲ့ဘက်မှာလဲလှုပ်အားပေးကုသိုလ်ယူကြပါတယ်အမျိုးသမီးအမျိုးသားမခွဲခြားပဲပေါက်တူးခေါ်ပြားများဖြင့်မြေတူးမြေထမ်းကြပါတယ်အသက်ကြီးတဲ့အမျိုးသားအမျိုးသမီးများကလည်းလှုပ်အားပေးနေကြတဲ့ရွာသူရွာသားများကိုရေမုန့်နဲ့စတုတီတာများလည်းကျွေးမွေးဧခံကြပါတယ်ခင်ဗျာဒီရွာလုံးစုပေါင်းတူးဖော်ခဲ့သည့်မြေသားကန်ဆင့်ကန်တူးဖော်ခြင်းကြောင့်နောက်နှစ်ပေါင်းများစွာအတိုင်းရွာသူရွာသားများနှင့်တတ္တဝါအပေါင်းတို့လည်းရေအစဉ်ပြေပြေတောင်းသုံးနိုင်ကြတော့မှလည်းဖြစ်ပါတယ်မြေသားကန်ကြီးတွေကိုတဲတွေနှုံးနေများနေတဲ့အတွက်အစင်းစင်းကျွန်တော်တို့တဲယူပြီးတော့ကန်ဆင့်ကန်တူးဖော်နေတာလည်းဖြစ်ပါတယ်မြေသားကန်ကြီးတွေကိုမိုးရေတွေအစင်းစင်းသွဲတန်းတဲ့နေရာမှာမြေသားကန်တွေကိုအသေးတွေမပါလာအောင်ကျွန်တော်တို့ရေစစ်ကန်လည်းထားရှိကြပါတယ်ရေစစ်ကန်ကိုလည်းပြန်လဲမွမ်းမံနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့တူးဖော်လိုက်တဲ့မြေသားကန်တွေကိုမိုးရေတွေအစင်းစင်းစီးဝင်တယ်လို့သုံးဆဲသူတွေရှိနေသည်ကုစုတွေလည်းအစင်းစင်းတိုးပွားနေမှာလည်းအမှန်မလွဲပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိအောင်ကြည့်ရှုပေးလို့လည်းမိတ်ဆွေများအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာရှင်လန်းချမ်းမြေ့ကြပါသည်